အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာလွယ်လွယ်ကူကူလှုပ်ရှားလို့ရတဲ့ဟင်းရပေါင်းဒီလေးမျှဝေပေးလိုက်ပါတယ်နေ့လည်နေခင်းစားပြီးစားလို့ရသလိုထမင်းနဲ့တွဲစားလို့လည်းရပါတယ်ရှင်ကျွန်တော်ကတော့ဂုံရွက်နုနုလေးကိုပေါင်းမှာဖြစ်ပါတယ်စူးဘိုးရွက်လေးနည်းနည်းနဲ့ကစွန်းရွက်လေးနည်းနည်းကိုလည်းထည့်ထားပါတယ်အရင်ဦးဆုံးဂုံရွက်ကိုရေများများနဲ့တေးသေးချာချာလေးစီးပေးရပါမယ်ဂုံရွက်ကအသေးကပ်ပါတတ်တာကြောင့်ရေကို9ခေါက်10ခေါက်လောက်ထက်ထက်ခါခါစီးရပါတယ်ကျွန်တော်ကတော့ရေကို10ထက်လောက်ထိစီးထားပါတယ်သဲသေးချာပြောင်းသွားအောင်လို့ပါဂုံရွက်မဟုတ်ဘဲနဲ့တခြားကိုက်လန်မုံညင်စူးပုတ်တို့လိုရွက်တွေနဲ့လည်းပေါင်းလို့ရပါတယ်ရှင်သဲပြောင်မပြောင်သေးချာအောင်လို့ရေအောက်ခြေလေးကိုစမ်းကြည့်လိုက်ပါတယ်ပြောင်းသွားပြီဆိုရင်တော့ကစွန်းရွက်ကိုလည်းရေ2ထပ်3ထပ်လောက်စီးပါမယ်ပြီးရင်စူးပုတ်ရွက်ကိုလည်းရေဆေးပါမယ်အရွက်တွေကုန်ရေပြောင်ဆေးပြီးသွားပြီဆိုရင်တော့စကားလေးနဲ့ခဏလောက်ရေစစ်ထားလိုက်ပါတယ်အရွက်တွေရေစစ်ထားတော့မှရေနိုးတဲဖို့ပြင်ပါမယ်ပေါင်းမဲ့အိုးတွေကိုရေများများထည့်ပြီးတော့ပွက်ဆူလာအောင်တည်ထားလိုက်ပါမယ်ရေနိုးလေးတည်ပြီးပြီဆိုရင်တော့ဟင်းရွက်တွေကိုရတာနေဖို့ပြင်ပါမယ်ကျဲတဲ့စလုံးတစ်ခုထဲမှာဂုံရွက်စူးပုတ်ရွက်နဲ့ကစွန်းရွက်တွေထည့်လိုက်ပါမယ်စလုံးကကျဲမှာနေတဲ့ခါကျရင်အဆင်ပြေမှာမို့လို့ပါရှင်ပြီးရင်တော့စံစိမ့်မုံမုံထည့်ပါမယ်ကျွန်တော်ကအရွက်များတဲ့အတွက်စံစိမ့်မုံကိုနိုးစီဘူးနဲ့တပူးနဲ့တဝက်ထည့်ထားပါတယ်ရှင်ချင်းနဲ့ကြက်သွန်ဖြူကိုလည်းများများလေးထောင်းထည့်ပါမယ်အနံလေးမှုေးနေအောင်လို့ပါပြီးရင်ငံပြာရည်လေးနည်းနည်းထည့်ပါမယ်အချိုမုတ်လေးနည်းနည်းလေးထည့်လိုက်ပါတယ်နောက်ထပ်စားလေးနည်းနည်းလေးထပ်ထည့်လိုက်ပါတယ်အားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့တမသွားအောင်တည်တည်ချာချာလေးနယ်ပေးရပါမယ်ဒီနေရာမှာအရွက်ကရေအများကြီးကျန်နေတော့အဆင်မပြေပါဘူးရှင်ရေကျန်တာများသွားလို့ရှိရင်ပေါင်းပြီးတဲ့အခါမှာလုံးလုံးထွေးထွေးကြီးဖြစ်သွားတတ်ပါတယ်အခုဆိုရင်တော့တခြားလေးနှံ့အောင်နယ်ပြီးသွားပါပြီပြီးသွားပြီဆိုရင်တော့ပေါင်းမဲ့စကားတွေကိုဖွားဖွားလေးစီပြီးထည့်လိုက်ပါတယ်ထည့်ပြီးပြီဆိုရင်တော့ပွက်ဆူနေတဲ့ရေနွေးကိုပေါ်မှာစကားလေးတင်ပြီးတော့မိနစ်40လောက်ပေါင်းပေးလိုက်ပါတယ်ပေါင်းထားရင်းနဲ့15မိနစ်တခါလောက်ထပ်အောက်လေးလှန်ပေးပါတယ်အကျက်ညီအောင်လို့ပါမိနစ်40လောက်ပေါင်းပြီးသွားပြီဆိုလို့ရှိရင်တော့ဂုံရွက်ပေါင်းလေးရပါပြီရှင်အစိမ့်ကြိုက်တဲ့သူတွေအတွက်ကတော့စီလေးနဲ့နေစားရင်စိမ့်စိမ့်မူမူလေးနဲ့ရမ်းကိုမှစားလို့ကောင်းပါတယ်ချင်းကန်စားကြိုက်တဲ့သူတွေအတွက်ကတော့တမယာရည်လေးညှစ်ပြီးငရုတ်သီးလေးထည့်စားရင်လည်းရမ်းကိုစားလို့ကောင်းပါတယ်ရှင်ခုဆိုရင်တော့အိမ်မှာလောလောကူကူလှုပ်ရှားလို့ရတဲ့ဟင်းရွက်ပေါင်းလေးရသွားပါပြီရှင်ဗီဒီယိုလေးကိုကြိုက်နေတဲ့ပြီးသုံးဝင်နေဆိုရင်တော့ subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်